အာမီးနီးယားရဲ့ဂုဏ်ယူစရာအမှုပညာရှင်သူက Henrik Mkhitaryan Henrik Mkhitaryan ဟာမွေးအပ်မီအာမီးနီးယားရဲ့ဂိုးအများဆုံးသွင်းထားသူပါယူကရိန်းဂျာမနီကဒေါ့ဝန်အထိလှည့်လည်ရင်တိုက်စစ်မှုမဟုတ်ဘဲနဲ့ဂိုးတွေတပွေ့တပိုင်သွင်းယူခဲ့ပါရဲ့မန်ချက်စတာယူနိုက်တက်မှာတော့ကစကော့ပီယန်ကစ်နဲ့သွင်းခဲ့တဲ့ဂိုးကအခုချိန်ထိအမှတ်ရစရာပါဥရောပဖလားယူရိုပါလိဂ်ဘောလုံးပွဲမှာလည်းဂိုးသွင်းသည့်တမိုင်းဝင်ခဲ့သူပါအီတလီမြို့တော်ရိုမာကနေလက်ရှိအင်တာမီလန်အထိရောက်တဲ့အထိကလပ်ပေါင်းများစွာမှာသူဟာအမြဲတမ်းအထီးကစားသမားတစ်ယောက်အဖြစ်နေရာယူနိုင်ခဲ့ပါတယ်သူ့ရဲ့အမြင်ကျမှုဘောလုံးထင်းသိမ်းမှုနဲ့ကန်သွင်းချက်တွေကမက္ခိထားယန်ဟာကွင်းလယ်မှာဘလို့နေရာယူရမယ်ဆိုတာကိုတက်တည်ပြခဲ့တဲ့စွမ်းရည်မြင့်ကစားသမားတူဖြစ်ကြောင်းဖော်ပြနေပါတယ်နောက်ထပ်ဘယ်ကစားသမားအကြောင်းသိလို့ပါတလဲကွန်မန့်မှာပြောခဲ့နော်